နိုင်ငံရဲ့အမေဒေါ်အောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့ဖြစ်ပါတယ်။မေဒေါ်အောင်ဆန်းစုကြည်ဟာသူ့ရဲ့အသက်40ကျော်နေပြီးတော့လက်ရှိ80ပြည့်တဲ့အထိမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းကိုအားသွန်ခွန်စိုက်ဒီဇိုင်းမဲ့ရှောက်လန်းခဲ့တဲ့ဒီမိုကရေစီလမ်းကြောင်းကအမျိုးသမီးသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံ2021ဖေဖော်ဝါရီလ1ရက်နေ့မှာအကြမ်းဖက်စစ်တပ်ဟာဒီအမေဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီးတော့မတရားဒီနေ့ထိဖမ်းဆီးရတာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူလူထုကလည်းဒီ၄နှစ်ကျော်တွင်အငတ်ဘေးတစ်ဘေးသဘာဝဘေးရနေရတဲ့တာလောင်ပုတ်သိမ်းမှုတွေကိုများစွာခံစားနေရတာဖြစ်ပါတယ်။ဘလို့ပဲတာလောင်ပုတ်သိမ်းမှုတွေဖြစ်ပါသေးကျွန်တော်တို့နိုင်ငံရဲ့ပြည်သူလူထုအားသာငန်းငန်းတာလောင်နေတာကဒီမိုကရေစီအသီးအပွင့်တွေဖြစ်ပါတယ်။ဒီမိုကရေစီအသီးအပွင့်တွေကိုမတားခင်ကျွန်တော်တို့စားသုံးရတော့မှာဖြစ်ပါတယ်။အဲအတွက်ကြောင့်ပြည်သူလူထုတွေနဲ့အားတင်ထားကြပါလို့တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံအနေနဲ့သူများနိုင်ငံကိုလာရောက်ခိုးလုံပြီးတော့တိမ်းရှောင်ကြရတယ်။လာရောက်နေထိုင်ကြရတယ်။အဲ့ပေါ်မှာသူတို့နိုင်ငံရဲ့စီးကျင်းစည်းကမ်းတွေကိုလေးစားပါဥပဒေတွေကိုလိုက်နာပေးကြပါလို့မြစ်တာရက်ခံခြင်းပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူလူထုကဒီစနစ်ကြားနဲ့ကျင်းတန်နေတဲ့ပြည်သူလူထုဖြစ်တယ်ဆိုတာကိုအိမ်နီးချင်းနိုင်ငံလူတွေသိအောင်ပြသပေးကြပါ။အဲ့ဒီအတွက်တောင်းဆိုချင်ပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။